New Vision မှာနားထောင်တဲ့ချစ်တော်ညီကိုမများအားလုံးမတူပီမြို့ပေါ်တော့ကောင်းနောက်ပြီးတော့ဒီမတူပီမြို့နယ်မှာညီကိုမလူငယ်ပြောင်းများစွာနဲ့တူကဘာရရနိုင်ရှိတော်သူများအားလုံးရန်ကုန်မြို့မြန်မာနိုင်ငံမှာရှိတော်သူများမလေးရှားမှာရှိတော်သူများစင်ကာပူမှာရှိတော်သူများအာရှဒုက္ခမှာရှိတော်သူများနဲ့အနောက်နိုင်ငံများမှာရှိတော်သူများအားလုံးထံတော်အခုလိုကျွန်တော်တို့ New Vision ရဲ့ဒီနေ့2020ကျွန်တော်တို့ကျွန်တော်တို့ဒီစီယုံမှာအခုလို online နဲ့နှုတ်ကပတ်တော်ဝင်ခခွင့်ရရှိတဲ့အတွက်အထူးကျေးဇူးတော်ချီးမွမ်းတယ်ဖျားပင်သခင်ဘုန်းတော်ထင်ရှားပါစေကျွန်တော်အနေနဲ့ဒီနေ့ဒီရန်ကုန်မြို့မြောက်တကုံမှာနေပြီးတော့ဒီရန်ကုန်မြောက်တကုံနေပြီးတော့အခုလို New Vision အတွက်ဒီလိုညမှာ online နဲ့တက်တည်ခံခွင့်နဲ့တရားတော်ဝင်ခခွင့်ရတဲ့အခါမှာဒီအခုတလုံးကျွန်တော်တို့ COVID-19 နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နှစ်ပေါင်းတစ်နှစ်နီးပါးကျွန်တော်ဖြတ်တန်းလာပြီးနောက်မှာသင်ခန်းစာမြောက်များဆိုတင်ယူလက်ကြတဲ့ဒီမလာမအောင်ဘွယ်ကောင်းတဲ့သင်ခန်းစာမြောက်ကိုရယူတဲ့နေရာတွေအစပြီးတော့ဒီနေ့စတင်ဝင်ခပါမယ်ကျွန်တော်ဒီနှစ်တွင်းမှာ2020အခု12လပိုင်းဖြစ်သွားပြီ12လပိုင်းဒီဆို19ရက်ဆို12လပိုင်း2020ရဲ့အစပိုင်းဇန်နဝါရီလလောက်မှာဩစတြေးလျနိုင်ငံကိုသွားပြီးတော့ဩစတြေးလျနိုင်ငံမှာအဲ့ဒီ COVID-19 နဲ့စတင်ပြီးတော့ကြုံလာတယ်ဆိုဩစတြေးလျနိုင်ငံနဲ့စပြီးတော့ COVID-19 နဲ့ကြုံလာပြီးတော့ COVID-19 နဲ့မြန်မာနိုင်ငံပြန်လာတယ်မြန်မာနိုင်ငံပြန်လာပြီးတော့မြန်မာနိုင်ငံမှာခိတ္တခဏနှစ်ပတ်လောက်နေပြီးတော့နောက်တတိယပတ်မှာအမေရိကကိုပြန်သွားတယ်အမေရိကပြန်သွားတဲ့ခါမှာတော့အမေရိကမှာမတ်လပထမပတ်မှာအမေရိကကိုပြန်သွားတယ်အဲ့တော့အမေရိကဆက်ရောက်တဲ့ချိန်မှာအမေရိကမှာကျွန်တော်တို့ကဝင်ခွင့်မရတော့ဘူး quarantine ကြုံရတယ်အဲ့ဒီ quarantine ကိုအမေရိကမှာနှစ်ပတ်တဲတဲ့အိမ်မှာနေခိုင်းပြီးတော့14ရက် quarantine ကြုံပြီးနောက်မှာအမေရိကမှာတရားဒေသနာဝင်ခဖို့ရန်နော်ဖျားเจ้าများသူတို့ရပ်နာထားတယ်အဲ့ဒီရပ်နာထားတဲ့အတွက်ကျွန်တော်တို့ဖိတ်ခေါ်တဲ့အသင်းတော်16ပါးကိုမတွားနိုင်တော့ဘူးသူတို့ကကျွန်တော်တို့ရပ်နာတယ်ဆိုတဲ့အခါမှာကျွန်တော်တို့ကအဲ့ဒီမှာပဲမမျောလိမ့်မယ်ဖျားတဲ့ကျွန်တော်တို့ကို Kimot လို့ခေါ်တဲ့နော် Kimot ဆိုတာမြန်မာနိုင်ငံသားဖြစ်တယ်မြန်မာနိုင်ငံသားဆရာကနေအမေရိကန်နိုင်ငံမှာ Kimot မှုတော်ဆောင်လုပ်ငန်းကိုစတင်ပြီးတော့တည်ထောင်ပြီးတော့ Kimot မှုတော်ဆောင်လုပ်ငန်းနေပြီးတော့အခုလိုပဲကျွန်တော် online TV ကနေပြီးတော့စတင်တရားဟောတဲ့ Kimot Ministry အဲ့ဒီ Kimot ရဲ့အရှိကောက်ကတော့ Kingdom International Ministry of Transformation လို့ခေါ်တဲ့အဲ့ဒီ Kimot Ministry ကနေပြီးတော့ကျွန်တော်တို့ Kimot ကနေပဲအတန်ထွင်ရအောင်လို့သူတို့ကျွန်တော်တို့ဖိတ်တဲ့အတွက်ကျွန်တော်ဇနီးတဲ့ဟာဒီမလာကို AP လာကနေစပြီးတော့ Kimot မှာသွားပြီးတော့Texas ပြည်နယ် Dallas မြို့မှာရှိတဲ့ Kimot Ministry မှာကျွန်တော်သွားပြီးတော့တရားဒေသနာဟောခွင့်ရတယ်တကယ်ဒေသနာဟောတဲ့အခါမှာကျွန်တော် Kimot ကတော့ဟာခါစကားပြောတဲ့လူမျိုးတွေအများဆုံးနားထောင်တော့ကြောင့်ပမာလူမဟောနိုင်ပေတဲ့ဟာခါလို့ဟောခွင့်ရတယ်အဲ့ဒီ Kimot မှာတရားဒေသဝင်ခါနေတဲ့အချိန်မှာပဲ COVID-19 ရောဂါရရှိသွားပါတယ်ကျွန်တော်ဇနီးတဲ့ဟာ COVID-19 ရောဂါကို AP လ19ရက်နေ့မှာကျွန်တော်ရရှိသွားတယ်ကျွန်တော် AP လ19ရက်နေ့မှာရရှိသွားပြီးတော့ AP လ19ရက်ကနေပြီးတော့ကျွန်တော်ဇနီးက25ရက်နေ့မှာလောက်မှာရတယ်ကျွန်တော်မေလ9ရက်မှာတော့ဆေးရုံရောက်သွားပြီမေလ9ရက်မှာကျွန်တော်ကတော့ဆေးရုံမှာမေလ9ရက်ကနေစပြီးတော့ ICU ရောက်ပြီးတော့တတိလစ်သွားပြီတတိမရတော့ဘူးမေလ10ရက်နေ့မှာပြန်တတိရတယ်နောက်ပြီးတော့မေလ12ရက်နေ့မှာဆေးရုံမှာပြန်ဆင်းတယ်အဲ့လိုလည်းပဲအမေရိကမှာ6လလောက်နေပြီးတော့ပြန်မလာနိုင်တော့တဲ့ခါမှာနောက်6လမပြည့်ခင်4-5ရက်အလိုမှာဖခင်ကျေးဇူးတော်ကြောင့်မြန်မာနိုင်ငံပြန်သွားဖို့ရန်ကျွန်တော်တို့ဒီတန်ရုံးကနေပြီးတော့ကိုညီတဲ့တွေ့မြန်မာနိုင်ငံပြန်လာခွင့်ရတယ်အခုမြန်မာနိုင်ငံပြန်ရောက်တယ်ဆိုတော့ဒီနေ့ဒီမတ်လကနေစပြီးဒီနေ့ဒီပဲတင်းတော့ဖေဖျားကြောင်းမှတရားဒေသဝင်ခွင့်မရဘူး online နဲ့ပဲသွားခွင့်ရပါတယ်ဒါပေမဲ့အောင်ဘယ်သွားတွေ့တယ်လဲဆိုတော့ကျွန်တော်အခုဒီနှစ်ကတော့2020ဟာရန်ကုန်မှာရှိတဲ့ကျွန်တော်ရဲ့မှုတော်ဆောင်လုပ်ငန်းရန်ကုန်မှာကျွန်တော်အတင်းတော်တော်ကောင်းတော့ကျွန်တော်ရဲ့အိမ်ဝင်လုပ်ငန်းတော်ကောင်းမှုတော်ဆောင်လုပ်ငန်းအားလုံးရဲ့25နှစ်ပြည့်ပေါ့25နှစ်ပြည့်နောက်ကျွန်တော်ဖယားသခင်ခေါ်တဲ့เนาะဒါကျွန်တော်ခေါ်ပြီးတော့မှုတော်ဆောင်တာ30နှစ်ပြည့်ဆိုတော့ကျွန်တော်ရန်ကုန်မှာမှုတော်ဆောင်တာ25နှစ်ပြည့်မြောက်နောက်ပြီးတော့မှုတော်ဆက်ဆောင်တဲ့ဖယားခင်စီမှာခေါ်ခံတဲ့ဟာ30နှစ်ပြည့်မှာဒီနှစ်မှာဒီတစ်နှစ်လုံးအခုလိုနော်တွားလာတဲ့ခရီးစဉ်တွေအားလုံးမှာဖယားเจ้าတွေမှာတက်တည်ကမခံနိုင်တော့ဘဲနဲ့အခုလို online နဲ့တက်တည်ခံနေအိမ်မှာနေတဲ့ခါမှာဘာသွားသင်ခန်းစာရတယ်လဲဆိုတော့ကျွန်တော်
ကျွန်တော်တို့လှုပ်လာခဲ့တဲ့နှစ်ပေါင်း30အတွင်းမှာလှုပ်လာခဲ့တဲ့အရာအားလုံးကိုမလှုပ်နိုင်တော့ကျွန်တော်တို့အခုတော့ online နဲ့တရားဝင်ထားတဲ့ခါမှာဘာသွားတွေ့တယ်လဲဆိုတော့ဖခင်ခံတော့ဘာတင်ပေးတယ်လဲဆိုတော့ကျွန်တော်တို့လှုပ်နိုင်သောအရာကိုလှုပ်လာခဲ့တော့ကျွန်တော်တို့ရဲ့စိတ်ဓာတ်နဲ့အခုမလှုပ်နိုင်တော့တဲ့ခါမှာဖခင်စကားကိုနာခံဖို့ရန်အချိန်ရောက်လာတဲ့ခါမှာစတင်ပြီးတော့ဖခင်စကားကိုနာခံလာတဲ့ခါမှာရတဲ့သင်ခန်းစာတအားပြန်တွေ့ခွင့်ရတယ်အဲ့ဒါဒီနေ့သိခံပါမယ်ကျွန်တော်ရဲ့ဂျမ်ပိုက်ကောင်းစင်ကတော့နော်ပထမရာဇဝင်အခန်းကြီး15အငယ်22 23ဖြစ်ပါတယ်အဲ့ဒါလေးကိုဗဟိုပြုမယ်နောက်ဂျမ်ပိုက်အခုညီတွေတော့ရှာထားမယ်အဲ့ဒီမှာဘာတွေ့တယ်လဲဆိုတော့ရှောလုမင်းကြီးကဖခင်သခင်စကားကိုနာခံတဲ့နေရာမှာတဝက်တစ်ပိုင်းပဲနာခံတယ်လို့ကျမ်းစာမှာကျွန်တော်တွေ့ရတယ်ရာဇဝင်ပထမရာဇဝင်အခန်းကြီး15အငယ်1ကနေပြီးတော့35ထိဖတ်တဲ့အခါမှာဖခင်သခင်ကရှောလုမင်းကြီးကိုရွေးချယ်ပြီးတော့ရှင်ဘုရင်ဖြစ်နေခံရတယ်။ဘာပြောတယ်လဲဆိုတော့မင်းကိုတဲ့ငါရှင်ဘုရင်ဖြစ်နေခံရတယ်။ဒါဝိမင်းကြီးကိုလည်းဖခင်ကပြန်ပြီးတော့ခေါ်ပြီးတော့ရှင်ဘုရင်ဖြစ်နေခံတယ်။ဆိုတော့ဖခင်ကရှောလုမင်းကြီးရှိမှပြောတဲ့စကားနဲ့ဒါဝိမင်းကြီးရှိမှပြောတဲ့စကားတွေမှာဘာပြောလဲဆိုတော့မင်းတို့ကငါရှင်ဘုရင်ဖြစ်နေခံတာတဲ့။ငါစကားကိုနားထောင်ဖို့ခံတာဖြစ်တယ်။သူတို့တော်လို့တက်လို့နော်အောင်မြင်လို့ကြော်ကြားလို့ယနေ့ခေတ်စကားနဲ့ပြောမယ်ဆိုရင်တော့ကျွန်တော်တို့ကျမ်းစာကြောင်းတက်လို့နော်ဘွဲရလို့ဒေါက်တာဘွဲရလို့ reverend ဖြစ်လို့တရားဟောတော်လို့အောင်မြင်လို့နော်ဒါမှမဟုတ်နော်အုပ်ချုပ်ရေးကောင်းလို့နောက်ပြီးတော့ဒါမှမဟုတ်နိုင်ငံချက်ပညာတော်သင်လို့နော်စစ်လက်နဲ့အားကောင်းလို့ဖခင်ကျွန်တော်တို့ရွေးချယ်တာမဟုတ်ဘဲနဲ့နော်ငါစကားကိုနားထောင်လို့ရွေးချယ်တာဖြစ်တယ်လို့ရှောလုမင်းကြီးကိုလည်းပြောပြတယ်ဒါဝိမင်းကိုလည်းပြောပြတယ်တော့အခုပထမရာဇဝင်အခန်းကြီး15အငယ်1ကနေပြီးတော့35မှာတော့ဘုရားခင်ကပြောတယ်လဲဆိုတော့ရှောလုမင်းကြီးစီကိုစကားပြောတဲ့အခါမှာရှမလအားဖြင့်သူစကားပြောရှမလနော်ရှမလကရှောလုမင်းကြီးကိုတောတဲ့အခါမှာပြောတယ်ရှောလုမင်းကြီးတဲ့ဘုရားခင်မင်းကိုအလုပ်ခိုင်းတယ်တဲ့လုပ်မလားတဲ့ဆိုရှောလုမင်းကြီးကလုပ်မယ်တဲ့ဟုတ်ပြီမင်းလုပ်မယ်ဆိုရင်လည်းသူခိုင်းတဲ့အလုပ်ကိုနော်တတူေမတိန်လုပ်ရမယ်စကလုံးလေးကတတူေမတိန်လို့ပါတယ်နော်လက်ခိုင်းတဲ့မြတ်အလုံးလောက်ရမယ်တဲ့အဲ့ဒါမှသူကလက်ခံမယ်တဲ့ဆိုတော့ရှောလုမင်းကြီးကလည်းတတူေမတိန်လုပ်မယ်လို့သူကတခါလေးကိုလက်ခံလိုက်တယ်ဆိုတော့ရှမလာကပြောအဲ့လိုဆိုရင်တဲ့အမလိုက်လူမျိုးတွေကိုတွားပြီးတော့နေနေဖို့ပြန်ခိုင်းတယ်တွားနေနေတဲ့အခါမှာသူစကားနားမထောင်တဲ့လူမျိုးဖြစ်ုံတက်မဟုတ်ဘူးသူစကားနားမထောင်လုံးလို့နော်ကဘာကြီးကိုသူစကားနားမထောင်လို့ကဘာကြီးကိုအယုတ်ဆိုးစေဖြက်စီးစေသောလူမျိုးများဖြစ်သောကြောင့်သူတို့လူမျိုးကိုနော်ကဘာမျက်နှာပြင်ကနေပြီးတော့ဖယ်ရှားလိုက်ပြီတဲ့အဲ့ဒါကြောင့်မင်းကသူတို့ဆီကနေပြီးတော့ဘာအရာမှမယူဘဲနဲ့အကုန်လုံးဖြက်စီးပြမယ်လို့ပြောတယ်ဆိုတော့အဲ့ဒီအမလိုက်မင်းကြီးကိုလူမျိုးတို့တွားတိုက်တဲ့ခါမှာစစ်နိုင်ဖို့ဖျက်ခင်လို့အမလိုက်လူမျိုးတွေရှုံးဖို့ဖျက်ခင်လို့နော်ရှောလုမရနိုင်ဖို့ဖျက်ခင်လို့ဒါမဲ့ရှောလုမရအလုပ်ကတော့နော်တယောက်မကြံနော်တယောက်မကြံသူကပါလေပစ္စည်းဥစ္စာအစအကုန်လုံးရှင်းပြတဲ့နေရာမှာဖျက်ခင်စကားနားထုံမသူ့လို့နော်သူ့လို့ဆိုတော့အဲ့မှာစီလွတ်တဲ့ခါမှာသူသွားတဲ့ခါမှာစစ်တကယ်နိုင်တယ်အဲ့ဒါစစ်နိုင်တာဟာရှောလုမင်းတော်လို့တက်လို့ကျွမ်းကျင်လို့တိုက်ပွဲနိုင်လို့လူအင်အားကောင်းလို့စစ်အင်အားကောင်းလို့မဟုတ်ပဲနဲ့ဖျားသခင်အောင်မြင်ခြင်းပေးလိုက်တယ်တဲ့သူစကားနားထောင်လို့ဒါမဲ့သူစကားတော့သူတိမ့်လိုက်တဲ့ခါမှာနော်အဲ့ဒီအမလိုက်လူမျိုးတွေမှာရှောလုမင်းကြီးမျက်စိထဲမှာဣသရေလလူမျိုးတွေထက်ပိုပြီးတော့နော်ရုပ်ချောတဲ့လူရုပ်လှတဲ့လူတန်ဆွမ်းတဲ့လူနောက်တိရစ္ဆာန်လည်းဝါအများကြီးတော့တွေ့တယ်အများကြီးတော့တွေ့တယ်ဒီနေ့ကျွန်တော်တို့စကားနဲ့ပြောမယ်ဆိုရင်တို့ထက်နော်ပို့ပြီးတော့တာတဲ့လူတွေအများကြီးတော့တွေ့တဲ့ခါမှာနှမျောပြီးတော့အဲ့ဒီနွားတို့တရိษံတို့နော်အရာဒီအားလုံးကိုနော်အော်ဒီအရာဒီဖြတ်ခင်ဆိုရင်ဘယ်လောက်ကောင်းမလဲဆိုပြီးတော့တခါတည်းနော်လှူဒန်းဖို့အတွက်ရစ်ပူဇော်ဖို့အတွက်သူကခြံပလိုက်တယ်ခြံပလိုက်ပြီးတော့ယူလာတယ်ဒီနေ့မြန်မာနိုင်ငံမှာအခုကျွန်တော်အမြဲတမ်းပြောတယ်ပါလေလှူနိုင်တာနိုင်တယ်လို့ဖြတ်ကောင်းကြည့်ရမယ်လှူနိုင်ကောင်းတဲ့ဒါနိုင်ကောင်းတဲ့နိနာခံရင်ကောင်းမဲ့နော်ဖះเจ้าမှာဘယ်တော့လှူနိုင်ဆောင်လဲဘယ်တော့နိနာခံဆောင်လဲကျွန်တော်ပြိုင်ကြတယ်လေအဲ့လိုမျိုးပေါ့နော်ဆိုတော့သူကအဲ့တော့သူ့ရဲ့စိတ်ထဲမှာဒီနေ့လူသားတွေရဲ့စိတ်ထဲမှာလေနာခံချင်းတဲ့လှူနိုင်တဲ့လူတွေတအားစိတ်ဝင်စားတယ်နာခံချင်းတဲ့နိနာခံတဲ့လူတွေပူစိတ်ဝင်စားတယ်အဲ့တော့ဒီနေ့ကျွန်တော်အသိတော်ဒီမှာကြည့်လို့ရှိရင်လေနာခံချင်းဆိုစကားလုံးကိုလေ
ဖယားနာခံခြင်းစကလုံးပြောက်သွားပြီးတော့တင်းဥဆရာတွေနာခန္ဓာလောက်အသက်ကြီးတဲ့လူတွေနာခန္ဓာလောက်တော့သူတို့ကစိတ်ဝင်စားတယ်ဖယားသခင်နာခန္ဓာတွေစိတ်ဝင်စားကြဘူးဒါမဲ့အနစ်နာခန္ဓာတော့တအားစိတ်ဝင်စားတယ်ဖယားကြောင့်ပလင်ပွားတယ်သူကတအားနေနာခန္ဓာသူကတအားစိတ်ခံတယ်သူကတအားလှူတယ်ဆိုတော့စာရွက်ဒီမှာနော်ရေးပြီးတော့နော်ကြော်ညာတွေလောက်ကြတာပေါ့ဆိုတော့ကျွန်တော်တို့တနင်္ဂနွေနေ့ကြော်ညာကြီးကြီးပါနော်နာခံတဲ့လူရဲ့ကြော်ညာတခုမှမရှိဘူးထူနိုင်တဲ့လူနဲ့ကားနိုင်တဲ့လူနဲ့စေပုတ်ပုတ်များတဲ့လူနဲ့အစေခံတဲ့လူနဲ့ပန်းအိုးထိုးတဲ့လူနဲ့နော်ဆေးရုံလူနာကြည့်တဲ့လူနဲ့နိနာခန္ဓာနဲ့နော်နောက်ရည်ပူဇော်တာနဲ့နောက်ပြီးတော့ပေးဆက်တာကိုကျွန်တော်တအားဥစားပေးပြီးတော့နာခံတဲ့ဖျက်ကနာခံတဲ့ပန်းကိုလုံးဝစိတ်ဝင်စားတာတွေ့ရတာပေါ့နော်ဆိုတော့အခုအဲ့ဒီမှာရှောလူမင်းကြီးကတအားနိနာခံလုံးလို့ဖယားသခင်တွေ့တယ်များအားလုံးသူ့အတွက်မယူလာပဲနဲ့ဖယားသခင်အတွက်ယူလာတာယူလာတဲ့ခါမှာရှင်မောလာသူ့စီရောက်လာတယ်ရှောလူတဲ့မင်းကဖျက်ခင်စကားလားမထောင်ဘူးတဲ့ပြောလိုက်ရှောလူမင်းကြီးကပြောတယ်ကျွန်တော်နားထောင်တယ်ကျွန်တော်ဖျက်ခင်ပြောတဲ့အတိုင်းအကုန်လုံးနားထောင်တယ်တဲ့အကုန်လုံးနားထောင်တယ်အဲ့ဒါနဲ့ရှင်မောလာနေပြီးတော့မင်းအကုန်လုံးနားထောင်ရင်ဒီအတန်ဒီပါအတန်ဒီလဲလို့မေးတဲ့ခါမှာတော့အဲ့ဒီတန်ဒီရတဲ့အမလက်လူမျိုးရှင်မင်းရဲ့ပိုင်ဆိုင်တဲ့ပြည်စမှာအကောင်းဆုံးတော့ရတယ်နော်အားလုံးမဟုတ်ဘူးအကောင်းဆုံးလက်ရွေးရှင်တွေအကုန်လုံးကိုယူလာတာတဲ့ဘာအတွက်လဲဆိုတော့ဖျက်ခင်ပေးမလို့ဆိုတော့ယနေ့ကျွန်တော်တို့ယုံကြည်သူတွေတင်းတော်တွေခရိယန်နေရပါလေလက်ရွေးရှင်တွေကိုဖျက်ခင်ပေးချင်တာပေါ့တရားဟောလက်ချထောင်တော့မှလည်းပညာအတက်ဆုံးတွေပေးရမယ်ပေးချင်တဲ့ဖျားကြောင့်မှလည်းတင်းလို့ဆရာလာတော်ဆုံးတွေပေးမယ်ကျွန်တော်တို့ကလည်းအတော်ဆုံးနဲ့အတက်ဆုံးနဲ့လက်ရွေးရှင်တွေကိုဖျက်ခင်ပေးချင်တာပေးမယ်ရှင်မလာမပြောလဲဖျက်ခင်စာနာမထောင်ဘူးဖျားသခင်ကအဲ့လိုမပြောလဲအဲ့မှာအခန်းငယ်22 23မှာပြောဆို to obey is better than sacrifice ဆိုရေးထားပါတယ်နာခံခြင်းဟာရစ်ပူဇော်ခြင်းတဲ့အဲ့လိုပဲပြောမှာပေါ့ဒါမှမဟုတ်ပေးဆက်ခြင်းတဲ့လို့ပြောမှာပေါ့ဒါမှမဟုတ်အနစ်နာခံခြင်းတဲ့နာခံခြင်းဟာအနစ်နာခံခြင်းတဲ့ပို့ပြီးတော့ကောင်းတယ်တဲ့အင်္ဂလိပ်လိုကျွန်တော်ဖတ်ကြည့်မယ်မြန်မာလိုလည်းဖတ်မှာပေါ့နော်ဆိုလိုမီဂျာရှင်မလာစီမာ why did you not obey the Lord မင်းကဘာဖြစ်လို့ဖျားခင်စကားကိုမနာခံတယ်လဲလို့မေးတဲ့အခါမှာဆိုလိုမီဂျာကျွန်တော်နာခံတယ်တဲ့အဲ့ဒီခါမှာရှင်မလာပြန်ပြောတယ်မင်းကနာခံတော်လဲပဲတဲ့နော်အကုန်လုံးမနာခံဘူးတဲ့တဝက်တပြက်နာခံတယ်တဲ့အငယ်၁၉မှာဖတ်ကြည့်မယ် although you were once a small in your own eyes did you not become the head of the Israelites အဲ့ဒါမြန်မာလိုပြောမယ်တင်ဟာတဲ့ဟိုတုန်းကတင်းရဲ့မျက်စိထဲမှာတင်းငယ်ငယ်လေးဖြစ်တော်လေတဲ့ဣသရေလရှင်မင်းမဖြစ်တော်ဘူးလားစကလုံးလေးတအားထားတယ်ရှောလူမင်းကြီးကဟိုတုန်းကနော်ဣသရေလလူမျိုးတွေမှာအသေးငယ်တဲ့လူရှင်မင်းဖြစ်နေဘသူမှမသူ့ရွေးမှာမဟုတ်ယနေ့ခေတ်စကားနဲ့ပြောမယ်ဆိုရင်ရွေးကောက်ပွဲလို့ရင်ဘသူမှရွေးမှာမဟုတ်အခုမြန်မာနိုင်ငံမှာတော့အမေရိကန်မှာတော့ရွေးကောက်ပွဲခုချိန်မှာရွေးကောက်ပွဲကာလပေါ့အမေရိကန်မှာလည်းရွေးကောက်ပွဲကာလမြန်မာနိုင်ငံမှာရွေးကောက်ပွဲမှာကြည်ပါလားနော်ကျွန်တော်ရွေးကောက်ပွဲမဲထည့်တဲ့အခါမှာအတော်ဆုံးအတက်ဆုံးစိတ်အရှိဆုံးနစ်နာခံဆုံးနော်စီယုံရဲ့အတော်ဆုံးနော်လူတွေအားလုံးစိတ်ချဆုံးမဲပေးကြတယ်လေတော့မဟုတ်အငယ်ဆုံးတဲ့ one small in your ကိုယ့်ရဲ့မျက်စိထဲမှာတော့မှလူရမဝင်တဲ့လူတဲ့မင်းကဟိုတော့ကတဲ့မင်းရဲ့မျက်စိထဲမှာတော့လူရမဝင်တဲ့လူမဟုတ်ဘူးလားအခုရှင်မင်းဖြစ်သွားတယ်အဲ့ဒါ the Lord anointed you king over Israel အဲ့ဒါဟာတဲ့လူတွေကရွေးတာမဟုတ်ဘူးဆရာစတဲ့ချက်လေးဖြစ်တယ်စကြလားဟုတ်ကဲ့နော်စကြလားကြားရဆရာဟုတ်လူတွေကရွေးတာမဟုတ်ဘူးတဲ့ရွေးကောက်ပွဲနဲ့ရွေးတာမဟုတ်ဘူးတဲ့မင်းနဲ့ရွေးတာမဟုတ်တဲ့ဖယားသခင်ကတင့်ကို anointed ဆိုပါလေဘိသိက်ပေးလိုက်တာတဲ့သူဘိသိက်ပေးတာဟာနော်တော်လို့တက်လို့ကျွမ်းကျင်လို့အောင်မြင်လို့နော်အလုပ်အများကြီးလုပ်နိုင်လို့မဟုတ်ဘဲနဲ့သူ့စကားနားထောင်မှာမလို့နာခံလို့ရွေးတာ and he sent you on a mission နာခံမယ်ဆိုတော့ mission ဆိုတာ mission တောင်းဝန်ပေးလိုက်တယ်တဲ့ကျွန်တော်တို့ mission ဆိုတာအင်္ဂလိပ်လို mission ဆိုတာကဆိုရင်မြန်မာလိုဘာသာပြန်မယ်ဆိုတော့တောင်းဝန်ပေါ့ဒါပေမဲ့ကျွန်တော်တို့ဒီနေ့ခရစ်ယာန်တွေကတော့
down look the bomb power, Tatana Lung and the pop. To get answer that, the Roya, no, but Abia Catching look, no. Mission said that to get it down. Damage and roll or Tatana Lung and Lutina, no. Jinny Manama, but that's another mission Lolo, the mission Lolo, so Balu, and Tatana Lung and Mo. Mission Losura down big high. Me down be go and completely destroy the wicked people. Matayado to you. Long left Sibalo be down be. Bajamana Kandale. Hello, solo about Janomana Kambulo won't can like it. But I did obey the Lord. Janona can elopian you build it. No, I understand. Janona can so said. I went on the mission. The Lord assigned me. I completely destroyed the Amalek. Amalek long and brought back Agag the king. Simeon the Yobetano, Kolara. Sit Dariga, Torine, Noario, Kolare. But the best of what was devoted to God. Payada can people to a council you Kola, Yulala. Dame Soluminjiu, and the Dolakama, Semola Dore, Babio. Does the Lord delight in burnt offering and sacrifices as much as in obeying the voice of the Lord? Elam Nemalupia Messuno Payada Kinhan 2 years ago, na Kanchinla Zipuzo Chindo, Nena Kanchindo, Chusa to Chinima, Wuntatala. So no delight in burnt offerings as Yipudo Chin, sacrifice and in a continue mad. Do a na canchin law, 1 million Shilola. To obey is better than sacrifice. Na do na canchin hard, Nina canchin alone as Yipudo Chin alone te Bugone. To heat is better than the fat of rams. Do I on Sabio na canchin hard. Noa, no. Awa, walin don noa, town tepu county. For rebellion is like the sin of divination. Mana kanchiha, the punkan chimbe. Arrogance like the evil of idolatry. Mana kanchiha, no. Jotu kukwe chimbe. Because you have rejected the word of the Lord. He has rejected you as a king. So the COVID-19 Thomasema, General Takabalo, Chilekama, Ludalia, Ludario Belukemele, Surenimata, Atucha. Payata can now come as Rebemata, original Anania, General Guanaco, Piasidekama. Nya Kongpoma, ABC, since I Payata can below now Kamales without Massin Sami and me to Avido. Luri below sick Kamales or Dawson Samio. Dawson Samia Guroye, no, a Luro, since I come to Arch daughter, the island daughter change here. General Chidaka, Lu Kuni Pampurido, Lu Kebido, no, Namechibido, COVID-19, Suli Maya Bido, COVID-19 Malu Miake, Dodon di Suyare. COVID-19 ma di long anglo don di suyare di su chimin khayare no Nobel suyare COVID-19 ma di se phon hai do Nobel suyare COVID-19 di ka kwe se lo Nobel su kwe na di lu yu yu nya yi lu hai do chang no a kaung song se da ai do ta sin sa bi do na khan de pe ko long wa sin sa bu mi khe de chin nyai chi chang no da jano lo myanmar da ka ba po ma myanmar nainga ma do la kaung ka ba ku twai ni myanmar nainga ma khu jano train sa phat de kha ma Payada came below now, come less as a long mamma pow, Mimalan and Daddy below Kemale. Genoa go chimbi never mother, Mimianjida, or Hakama, Michi, Nochino, Camaro below Chinesi Mido, General Hakama, Hakalumuri, Hakadida below Kemeles, see well only the Payada came below now, come less to the bed and take Majao. General Dino Male, General Dindari below Kemale, so since I appeared below now comes slowly done. General Theatre of Mimana, Makuto, Chatalo, YouTube, de Machide, Facebook, de Machide Kama. Payal Kimbaluna Kamales, or a Sakaloni at Anevio. Mimana and Daribulu Kemeles, Salunta Amia, Takabalo, Malala, Baku, UN, Oala, America, American Damra, Luale, General Damraya in it. Payal Kimbaluna Kamales, Mamashu. American and Daribu, 19 Sabulu, 6 times less of the dollar. So, the matter of the
တင်ဒီတဲ့ဖယားသခင်ရဲ့ mission ကိုနော် reject လုပ်တော့ကြောင့်မနာခံတော့ကြောင့်ဘုရားခင်ပေးတဲ့တောင်းကိုမနာခံတော့ကြောင့်တဲ့ he has rejected you as king တင်ကိုနော်ရွေးချယ်ခြင်းကနေပြီးတော့ညင်းပယ်လိုက်ပြီအဓိကတော့ကျွန်တော်တို့ကိုဖျက်ဆီးတာမဟုတ်ဘူးအရွေးမခံတော့ဘူးပေါ့နာခံမဲ့လူကလည်းရွေးမခံတော့ဘူးဟာဆရာကြီးကျွန်တော်တို့ဗာဘုရားခင်တာမရိုက်ပါလားကျွန်တော်တို့ခုညင်းပယ်တာတာမှလည်းတာရိုက်မခံပါဒုက္ခမရောက်ဘူးကျွန်တော်တို့ပြောတယ်ဘုရားခင်ဒုက္ခရောက်မယ်လို့မပြောဘူးနာခံမဲ့သူကလည်းညင်းပယ်လိုက်ပြီဆိုတော့တောင်းမပေးတော့ဘူးပေါ့တောင်းမပေးတော့ဘူးဆိုတော့ဒီနေ့အဲ့ဒါကိုဖတ်ခွင့်ရတဲ့ခါမှာတော့ဒီညမှာတော့ကျွန်တော်၅ခုပြောကြည့်ချင်တယ်ကျွန်တော်တို့အသင်းတော်တွေမှာကျွန်တော်သင်အိုးဆရာတွေမှာနော်တင်းသားတွေမှာအေဝံဂေလိဆရာတွေမှာအသင်းတော်လူကြီးတွေမှာမြန်မာနိုင်ငံသားတွေမှာနော်မတူပီမှာရှိတဲ့ New Vision မှာနားထောင်လူတွေအားလုံးမှာကျွန်တော်၅ချက်ပြောကြည့်မယ်ကျွန်တော်ခုပြဿနာပေါ်ဆုံး၅ချက်ပေါ့နံပါတ်1ပြဿနာအခုလူတွေကကယ်တင်ချင်းရမရတအားပြဿနာပေါ်တယ်သူတို့တင်ချင်းရမရတအားပြဿနာပေါ်တယ်တကယ်တမ်းကယ်တင်ချင်းရမရဆိုစကားလုံးဟာနော်အတိတ်ပဲတကယ်နားမလည်ကြောက်စရာကောင်းတယ်။ဘာပြောလဲကဲတင်ချင်းရမြဆိုတာကိုချိုးရှာတဲ့သဘောဖြစ်သွားနိုင်တယ်။ကျွန်တော်ကဲတင်ချင်းရမြနဲ့တအားငင်းခုန်ကြတယ်အေဝံဂေလိဆရာကြီးလည်းငင်းခုန်ကြတယ်နော်။တင်ဦးဆရာကြီးလည်းငင်းခုန်ကြတယ်နော်။ဘောနကန်လည်းငင်းခုန်ကဲတင်ချင်းရနဲ့ညုံညဒါတကယ်တမ်းဆိုရင်လေအတိတ်ပဲတကယ်သဘောမပေါက်ရင်ကိုချိုးရှာတာနဲ့တူတယ်။အချောင်လိုက်တာနဲ့တူတယ်။ကဲတင်ချင်းရမြဆိုတာတက်ပိုရေးကြည့်တာကတခင်ခရစ်တော်ကကျွန်တော်ပြောတာဘာအတွက်ကိုလဲဆိုတော့ဗါလဲဖယားသားသမီးဖြစ်ခိုင်းတာဆိုကေတင်ချင်းရမြမင်းလာတဲ့ဖယားသားသမီးဟုတ်မဟုတ်နဲ့မိတာပူပြီးထိရောက်လာဗောကျွန်တော်ဖယားသားဟုတ်လားမဟုတ်ဘူးလားလက်ခံနိုင်လားဒါပူပြီးထိရောက်လာဗောဖယားသားသမီးဟုတ်မဟုတ်နဲ့မမေးပဲနဲ့ကဲတင်ချင်းရသလားလို့မေးတော့ဖယားသားသမီးနဲ့မမေးတဲ့အခါကျဘာဖြစ်လဲအဖေကဗါလဲရတယ်တဲ့ရရင်ဗာဖြစ်မလဲလို့မေးတော့ကောင်းကင်ရောက်မယ်တဲ့ဖယားသားဖြစ်မယ်ဆိုတာမရှိတော့ဘူးဖယားသားဖြစ်တယ်ဆိုတာလည်းမရှိတော့ဘူးခေါင်းကြီးရောက်မယ်တဲ့ကဲတင်ချင်းမရဘူးလို့ပြန်ပြောတဲ့ခါကျဖယားသားသမီးမဟုတ်ဘူးလို့မပြောငရဲရောက်မယ်တဲ့ဆိုတော့ကျွန်တော်ကဗာလဲကဲတင်ချင်းရမရဘူးမေးတဲ့ခါမှာကောင်းကင်နဲ့ငရဲအတွက်ပဲကောင်းကင်အတွက်ကဲတင်ချင်းရခိုင်းတယ်ငရဲအတွက်မရခိုင်းဘူးဆိုတော့အရေးကြီးဆုံးသောဖယားသခင်ရဲ့တာသမီးဖြစ်ခြင်းဟာကြက်ကြံခဲ့ဆိုတော့နံပါတ်1မှာborn again ဆိုတဲ့စကားလုံးကိုသုံးတဲ့အခါမှာ salvation တို့လည်းတရင်ကောင်းပြောတဲ့အခါမှာဖျားသားသမီးဖြစ်တဲ့တရင်ကောင်းမဟောဘဲနဲ့ကောင်းကင်ရောက်မဲ့တရင်ကောင်းကိုဟောတဲ့အခါမှာကျွန်တော်ပန်းတိုင်ဟာနည်းရရှိမဲ့အရာတွေအားလုံးဆုံးရှုံးပြီးတော့အပေါ်ယံလောက်နဲ့ကျင့်တဲ့မှုဖြစ်သွားနိုင်တယ်ပေါ့နံပါတ်2ချက်အဲ့တော့ကဲတင်ချင်းရတယ်ဆိုတာစကားလုံးကဘာလဲလို့မေးတဲ့အခါမှာဖျားသားဖြစ်ပြီးဆိုရင်တော့တအားကောင်းတယ်အခုတော့ကောင်းကင်ရောက်မယ်ဆိုတော့ဘာဖြစ်လို့ရောက်မှာလဲဆိုတော့ဖျားခင်လက်ကားပေးတယ်ဖြစ်တော့လားဆိုတော့ကိုကျိုးကိုအလွယ်လေးနဲ့ရတဲ့သဘောမျိုးပေါ့ပေါ့စားသဘောရောက်တော့အခုတော့ဖယားသားသမီးဖြစ်တယ်ဟုတ်ပြီနံပါတ်2မြေခွန်းကဲတင်ချင်းရပြီဆိုခမညာဖြစ်ချင်းပေါ့ who we are ကျွန်တော်ဘာတူလဲလို့မလို့ဖယားသားသမီးဖြစ်ချင်းနဲ့ပေါ့ကဲတင်ချင်းတရင်ကောင်းကျွန်တော်ဝင်ထားတဲ့အခါမှာဖြစ်ချင်းနဲ့မဝင်ထားဘဲနဲ့ကောင်းကင်ကိုစုခုချင်းနဲ့ဝင်ထားတဲ့ခါကျတော့ကျွန်တော်ကရလို့မှုနဲ့ကဲတင်ချင်းရသွားတဲ့ခါကျတော့အပေါ်ယံဖြစ်သွားတာပေါ့ဖြစ်ချင်းနဲ့ဖယားသားသမီးဖြစ်ပြီနံပါတ်2အခုတော့ဖြစ်ချင်းကနေပြီးတော့ဘာပိုင်တယ်လဲ what we have ကျွန်တော်ဘာပိုင်တယ်လဲလို့မေးတဲ့ခါမှာကောင်းကင်ပိုင်တယ်ဆိုတာမဖြစ်နိုင်ဘူးဘာမှတက်ရှင်လည်းကောင်းကင်မပိုင်နိုင်ဘူးကောင်းကင်ကတေပြီးမှရောက်မယ်လို့ကျွန်တော်တို့ဟောထားတဲ့အတွက်တေပြီးမှရောက်မယ်ဆိုရင်တော့တက်ရှင်လည်းမပိုင်နိုင်ဘူးဆိုတော့ကျွန်တော်ဘာပိုင်တယ်လဲလို့မေးတဲ့ခါမှာတော့ဖယားသားသမီးဖြစ်တော့ကြောင့်ဖယားသခင်နိုင်ငံတော်ပိုင်တယ်ဆရာကြားလားကြားလိုက်နေတဲ့ထင်လို့ရတယ်ဘုရားသခင်နိုင်ငံတော်ပိုင်တယ်အဲ့ဒါဘာလဲဆိုတော့တေပြီးမှရောက်မယ်ကောင်းကင်မဟုတ်သေးဘူးဘုရားသခင်ကသခင်ခရစ်တော်အားဖြင့်လောကကြီးမှာနိုင်ငံတော်လာလို့ပေးတာအဲ့ဒီဘုရားခင်နိုင်ငံတော်လာလို့ပေးတယ်မှာရှင်မယံလာပေးတယ်အဲ့ဒီရှင်မယံသခင်ခရစ်တော်ဘုရားသခင်နိုင်ငံတော်ရဲ့ရှင်မယံခရစ်တော်သခင်ခရစ်တော်ရှင်မယံဖြစ်တဲ့နိုင်ငံတော်ပိုင်သွားပြီဆိုတော့ကျွန်တော်ကဘာလဲဖတ်ပုံတင်ကကောင်းကင်နိုင်ငံတော်ရဲ့မှတ်ပုံတင်ပိုင်ရမှာမြန်မာနိုင်ငံမှတ်ပုံတင်ပိုင်တယ်လို့အမေရိကန်မှတ်ပုံတင်ပိုင်တယ်လို့နော်ဝေးမှတ်ပုံတင်ပိုင်တယ်လို့ဩစတြေးလျမှတ်ပုံတင်ပိုင်တယ်လို့ citizenship ကိုပါကဘာမှာအင်မတန်အောင်မြင်တဲ့နိုင်ငံတွေမှာတွားပြီးတော့ citizenship တွားယူတယ်လို့လောကစัจ java လာတစ်ခုလုံးမှာအောင်မြင်ဆုံးသောဘုရားခင်နိုင်ငံတော်ရဲ့ citizenship ယူရမှာ
ကျွန်တော်ပိုင်ပြီဖတ်ပုံကျွန်တော်နိုင်တော့ပိုင်ပြီပိုင်လို့တော့ဆိုတော့ကောင်းကင်နိုင်ငံတော်ပိုင်ပြီဆိုတော့ကျွန်တော်ဖြစ်တာပါလဲဖရာသားသမီးဖြစ်ပြီပိုင်တာကောင်းကင်နိုင်ငံတော်ပိုင်ပြီနံပါတ်3ကဘာလို့မလဲဖရာသားဖြစ်ပြီကောင်းကင်နိုင်ငံတော်ပိုင်ပြီဆိုတော့ဘာလို့မလဲလို့ what we do လုံးမဲ့အရာကတော့အဲ့ဒီမှာအရေးကြီးတယ်ဘာလို့မလဲဆိုတော့ကောင်းမှုကုသိုလ်လုပ်မယ်ဆိုတာမျိုးဆိုရင်တော့ဖရာသားသမီးဖြစ်ခြင်းကိုကျွန်တော်တို့ဖရာသားသမီးဖြစ်ခြင်းရတယ်အနစ်နာခံမယ်ပေးဆက်မယ် sacrifice လုပ်မယ်ရစ်ပူဇော်မယ်ဆိုတာတဲ့ဘာလို့မလဲအဖေစကားနားထောင်မယ်အဲ့ဒါခီးတယ်ခုဒီမှာနော် to obey is better than sacrifice တင်လို့ဘလောက်ပဲလုပ်ပါစေငါစကားမနာခံရင်မကြိုက်ဘူးဖရာကပြောတယ်သူစကားနားထောင်ရင်ကြီးမားတော့လို့သူမခိုင်းတော့သူပဲအကုန်လုံးမှာကိုတော့ပြော I will do ကျန်းစာဖတ်ရင်လေဖရာသခင် I will do ပဲပြောတယ် you will do လို့ဘယ်လိုမှမပြောဘူးကျွန်တော်တို့ကျတော့ဖရာသခင်မလုပ်ခိုင်းမယ်ကွာလုပ်ပေးချင်တာဟုတ်နော်ဖရာသခင်ကဆင်းရဲတာဒုက္ခတဲ့နော်ကျွန်တော်တို့ကသူ့ကိုကူညီမဲ့လူအဲ့လိုအမြင်နဲ့စဉ်းစားမိတာဟုတ်ကျွန်တော်အခုကျန်းစာဖတ်တဲ့ခါမှာလေဒီအခု COVID-19 ကာလမှာဖတ်တော့ပူလောင်နားလေတယ် I will do ဆိုအဖေကကုန်လို့ပဲဆိုတော့ကျွန်တော်ကသူ့စကားနားထောင်ရင်ပဲအဲ့လောက်လေတော့ဘာလို့တအားကြိုးစားပြီးတော့တိတ်ခါနေအောင်လုပ်ခဲ့တာလေနော်တအားပင်ပန်းခဲ့တယ်အများကြီးပဲတအားပင်ပန်းလုံးလို့လူတွေပေါ်မှာစိတ်နာတာအောင်ရှိတယ်ဒီလောက်လို့လာလူတွေနားမလဲဘူးကွာဆိုတော့ကျွန်တော်ဘယ်လောက်ပဲလို့လူတွေနားမလဲဘူးဖျားသခင်လို့ကိုတော့ပြောတယ်ဂျေလာမှာပြောတယ်ငါလို့ရင်းတဲ့လူတွေနားလဲပဲတဲ့69ချိန်ပြောလိုက်တယ်ဂျေလာမှာငါလို့လာရင်းတဲ့လူတွေနားလဲမယ်69ချိန်69ချိန်ပါတယ်တင်တော့လို့ရင်နားလဲဆိုတချိန်မှပါလားတချိန်မှပါလားလောကကြီးကတုံထုတ်အောင်လုပ်မယ်လူတွေနားလဲလာမယ်အခု COVID-19 လာတာလူတွေနားလဲရမယ်ဒါပေမဲ့အခု COVID-19 လူတွေနားလဲပါဆေးပေါ်တော့စိတ်ဝင်စားတယ်နော် COVID-19 ဆေးပေါ်မပေါ်တာပေါ်ဆလုံးနဲ့တာပေါ်ဆလုံးနဲ့ကိုရောလုပ်တယ် I will do နော်ကိုရောလုပ်တယ်ကျွန်တော်နာခမ်းမယ်ဘာနာခမ်းမလဲကဲသူ့တာသမီဖြစ်ပြီးနိုင်ငံတော်ထဲမှာနေပြီးအခုသူ့နာခံတော့မယ်နာခံရင်ဘာလုပ်ရမလဲတကဘာလို့သူ့နာခံသူဖြစ်အောင်ဖိတ်ခေါ်မှာပေါ့တာသမီဖြစ်အောင်ဖိတ်ခေါ်မှာပေါ့တကဘာလို့သူ့နာခံသူဖြစ်အောင်ဖိတ်ခေါ်မှာပေါ့တာသမီဖြစ်အောင်ဖိတ်ခေါ်မှာကျွန်တော်တို့တခွန်းပြောရတဲ့လူတယောက်လွတ်ခိုင်းလို့ရတယ်တခါအမေရိကမှာနေတော့နော်အိန္ဒိယနိုင်ငံမီဇိုရမ်မှာရှိတဲ့နော်15ရွာ15မြို့နားမှာရှိရွာတရွာကနေပြီးတော့အမေရိကကိုဖုန်းဆက်လာတာပေါ့ဆက်တော့ပါလေလို့မျိုးတော့ဆရာတဲ့ကျွန်တော်ရဲ့တားဦးတဲ့နတ်ဆိုးကလှုပ်ဟိုယူနေတယ်တဲ့ကတင်ပေါ်မှာယူနေတယ်တဲ့မောင်းထုတ်ပေးပါတဲ့ကျွန်တော်ကပြန်ပြောတယ်ခင်ဗျားတို့မောင်းထုတ်ပါလားဆိုကျွန်တော်တို့ကမမောင်းထုတ်နိုင်ဘူးတဲ့ဘာဖြစ်လို့လဲလို့မျိုးကျွန်တော်တာမန်လူတွေဆိုမမောင်းထုတ်နိုင်ဘူးတဲ့အဲ့ဒါဒီနတ်ဆိုးကတာမန်လူမောင်းထုတ်ရမယ်ဟာပြောတော့ကျွန်တော်တာမန်လူတွေမမောင်းထုတ်နိုင်ဘူးလို့ခင်ဗျားဖျားလူမလို့မောင်းထုတ်ပေးပါတဲ့ကျွန်တော်ဖျားလူမဟုတ်ဘူးဖျားသားခင်ဗျားတို့လည်းဖျားသားသမီးကျွန်တော်လည်းဖျားသားသမီးမောင်းထုတ်မှာတော့ကျွန်တော်လည်းဖျားသားသမီးမဟုတ်ဘူးလေတို့ကကျွန်တော်တို့တာမန်လူတဲ့နော်ခရိယန်ရဲ့တာမန်လူဖြစ်နေတယ်လေအဲ့ဒီ15မှာရှိတဲ့ခရိယန်နေမိဘခရိယန်တင်းအောင်ဆရာတွေအားလုံးအတာမန်လူဖြစ်နေတယ်ကျွန်တော်ကိုဖျားသားချင်းချင်းဖြစ်တဲ့ကျွန်တော်နော်ဖျားလူတဲ့နော်ဖျားလူဆိုဓမ္မဟောင်းကျမ်းမှာဖျားလူတွေဓမ္မတစ်ကျမ်းမှာဖျားသားတွေတကယ်ခရစ်စာချုပ်ဆိုတာဖျားလူဖြစ်ဖို့စာချုပ်ဆိုတော့မဟုတ်ဖျားသားသမီးဖြစ်ဖို့ဆိုတော့လူအဲ့တော့မောင်းထုတ်နိုင်တယ်ဆိုရင်သားသမီးကပုံမောင်းထုတ်နိုင်တာပေါ့ဆိုတော့မဖြစ်နိုင်မောင်းထုတ်ပေးပါဟုတ်ပြီအဲ့လိုဆိုရင်အဲ့လူနာကိုဖုန်းပေးလာလူနာတို့ဖုန်းပေးတယ်ကျွန်တော်အမေရိကန်နဲ့ဖုန်းနဲ့လူနာကိုမေးတယ်အဲ့လူနာနော်ခင်ဗျားမောင်းထုတ်နိုင်ဟုတ်ပြီကဲနားထောင်ကဲအဲ့လူနာလေးမရှင်းနေဆိုထွက်ပြောတော့ချင်းထွက်တယ်ထွက်သွားပြီတဲ့အဲ့လောက်လွယ်တယ်ခင်ဗျားဘာလို့မောင်းထုတ်ဆိုကျွန်တော်တို့တာမန်လူတွေဆိုမမောင်းထုတ်နိုင်ဘူးတဲ့ယနေ့ခရိယန်တွေကဘောနကန်ဖြစ်ပြီးတော့ပြန်ထပ်ပြီးတော့တာမန်လူဖြစ်နေတော့နော်ကောင်းကင်ရောက်တဲ့လက်မှတ်ပဲလို့ထင်တယ်တဲ့ပြန်ထပ်ဖြစ်တာကောင်းကင်ရောက်တဲ့လက်မှတ်ယူတော့မဟုတ်ဘူးဖယားသားသမီးဖြစ်တာဘာပိုင်တယ်လဲကောင်းကင်လက်မှတ်ပိုင်တာမဟုတ်ဘူးဖယားခင်နိုင်ငံတော်နော်ဟပ်ပုံနေပိုင်တာဘာလို့ရမလဲကိုနော်တမိုးမဲ့ခိုင်းဖို့မဟုတ်ဘူးဖယားစကားနားထောင်ပြီးတော့လောကကြီးတစ်ခုလုံးပြုတ်ပြောင်းလဲခိုင်းရမှာနံပါတ်3ကဘာလို့မလဲဆိုတော့နာခမယ်ကျွန်တော်ကတော့အခုကျွန်တော်ရဲ့စာအုပ်ထဲမှာဒီလိုရေးထားရလေ2019ကိုပြီးမှအဖေကျွန်တော်အဖေကိုနာခမယ်
I will completely obey you. A pay to an akame, General Nakame, long yet an akame. A pay to know, Bama look him low. A shong is a shong coming. Jan to shake hot on a dome, Lola Sumpa. Ala na cantin the Natalia, no. Na cantin sura, no. Jenny, no. Loka Machine sit there, you beat it, not to Rabuelo, and Santoria Buedo. I don't know who some Cabilo, no appeal Nakana. To Rabuya would on Santoria Buedo. Oh, Nakanjilo, Nakam, some pets, some kitchen. But loud it and Buji the law, a mean sound of Payat can appear till a pego. These some kitcheka signal on the alone 1 healthy day. Ella John can create on his thing canoe babole, Payat can babole, the da now 1 healthy soon. It is the son who pleases me. Now 1 the can create a Bahama woo. Mamma came at 1 healthy. The can create a winning bang at Palo will not hang. Payat Gigi, Salo, not hang home. Ah, Burabatan and Madame Buradan and Nina Kalum, not hang home. Two scraps are not town and the one not hanging me. Not hanging. Now continue the cook. So, what we do, John Balomale, Balomale, to let Payat on Samala, Tadana, Jilomala, Nangan Chataban, Shabira, Lukamala. Simon Game Lazar, since I had Aloye. No, be Mamma Hobu, our Mamma, a chat of Bema, at the opposite. Sanjin Bema, not hunting Dashi. Not hunting Dashi. The Lord who since I had Alona, Pelakim, no, take the not hunting, oh my only. Son and Bali Dome, Taroba by Malay, Bema Yeti Malay. And yet the many are jump by the Pachimale, but jump as a Taya Hoya Jan Kandi Chow Pachimale. Mosi Joris Galio to Ajay Lubono. Mosi about the Lesro. Tanoba Mayeti Malay. Tayahoya Jakai Chow. Ayan Salima. The king not a logo. I may be there, but I may be there's a 2 pure them here alone not come on me be there. The Lord commanded us to obey. The Lord commanded us to obey them. The king of the main period, but I mean, Peter, do not come on me, Peter. Bound come all these decrees to no pure than alone come and to fear the Lord our God. To tell you me not come but I tell you me to come along so that we might always prosper. General, be don't mamma see you. I mean, and counsel would not come in. So the Korean is about counsel like my counsel like no. Mean like no. Say pure like my pure like. They don't say me out of my young chill like my chill like. So Mulas told me that's a bit of money by my say you'll be soon down the by the young chip dummy. So the robber, I take ya. Ain't going to skip the Amiano. I take jam you know, Dima Moshi Dolabale. Always prosper. That's a chicken candy. County Yabude, Nakankina. Hello, Nakameswin, and most of the Babdoles. Hello, Nakameswin. If we are careful to obey all this, General, I don't know, 3 times Nakameswin. As he had commanded us, that will be our righteousness. General, how much you find Bobby? General, how much you have Nakana by Bobby? How much you Joseph Yamalu? Nakana by Bobby. General, let me the Ajune. General who John Malay, John Sia loaded, John Malay Gonson loaded, Dino Malay Gonson loaded, no name and Charlie Matawi of PTCM. Dino Yamasa Dawilo, Mulo Dosan de Hama. They don't see Amana Canadu Vietnam, Dino Lugina Canadu Vietnam. The junior is Dino Lugina, they don't see an Yamana Kanjao. Manakam. Dino Lugia, they don't see the Romana Kamu.
တင်းအောင်ဆရာပြောတယ်တင်းလို့ကျကျွန်တော်မနာခံဘူးလေဆိုအတင်းလို့လူကြီးပုံမြင့်မလားတင်းအောင်ဆရာပုံမြင့်မလားဆိုမေးခုမေးတယ်ကျွန်တော်ကမေးတယ်ဆရာတဲ့အတင်းတော်မှလည်းတင်းအောင်ဆရာပုံမြင့်သလားတင်းလို့လူကြီးပုံမြင့်သလားတဲ့ကျွန်တော်ပြောတယ်ကျွန်တော်မသိဘူးအဲ့ဒါဘယ်သူအုပ်ချုပ်ရမလဲကျွန်တော်မသိဘူးတင်းတော်မှလည်းပုံမြင့်တဲ့ဟာကျွန်တော်မသိရင်လည်းအုပ်ချုပ်ရင်မကောင်းဘူးတဲ့ကျွန်တော်လည်းမသိဘူးဆရာတို့တင်းတော်မှဘယ်သူအုပ်ချုပ်ကျွန်တော်တင်းတော်တန်ရှင်းအောင်လည်းအုပ်ချုပ်တယ်ဆရာမအုပ်ချုပ်ကျွန်တော်မအုပ်ချုပ်ဘူးကျွန်တော်မအုပ်ချုပ်ကျွန်တော်တင်တော့ပြဿနာရဲ့ပေါ်ကျွန်တော်ဘယ်တော့မှမဖြစ်ရှင်းမဖြစ်ရှင်းဘာလို့လဲဝိညာဉ်တော်ဖြစ်ရှင်းမယ်လို့ပြောပြီးသားကျွန်တော်ကိုယ်တိုင်နာခမ်းမယ်အဲ့ဒါကြောင့်နိုင်ငံချက်သွားပြီး6လရပြကြားကြပြီးတော့တင်းတော့မှဆရာတို့တင်းတော့ရှိတဲ့ရောင်မှာရှိတယ်ဘသူကဥဆောင်နေတယ်ဝိညာဉ်တော်ဥဆောင်နေတယ်တင်းဦးဆရာတွေပါမရှိဘူးလားရှိတာပေါ့အများကြီးရှိတာပေါ့သူတို့ဒီမှာကောင်းဆောင်မရှိဘူးလားအိုးကျွန်တော်အားလုံးကောင်းဆောင်ပဲအဲ့ဒါချင်းအချိုးဘလို့ဆင်ပြေမလဲဝိညာဉ်တော်ဥဆောင်နေတာပဲပြဿနာမပေါ်ဘူးလားပြပေါ်မှာပဲပြဿနာမရှိတဲ့နေရာမရှိဘူးဆိုတော့ပြောချင်တယ်ပါလေဒီဟာကျွန်တော်တို့ဘယ်မှာရက်တည်မလဲဖြောင်းမချင်းမှာရက်တည်မယ်အဲ့ဖြောင်းမချင်းကကျိုးစားအားထုတ်လို့ရတဲ့ဖြောင်းမချင်းမဟုတ်ပဲနဲ့နာခံလို့ရတဲ့ဖြောင်းမချင်း as if we obey the Lord as the Lord has commanded us that will be our righteousness ကျွန်တော်ရက်တည်မယ့်နေရာဟာမိမိရဲ့အစွမ်းစားမိမိရဲ့အောင်မြင်မှုမိမိရဲ့ကြွမ်းကျင်မှုမှာမဟုတ်ဘဲနဲ့ဖယားသခင်နာခံမှုမှာရက်တည်လို့ရှိရင်ဖြောင်းမချင်းရတယ်ကျွန်တော်ကတော့အဲ့ဒါကိုတားခွန်ရတယ်ဆိုတော့ခုနံပါတ်5ပြောကြည့်မယ်နံပါတ်5အဲ့လိုဖြောင်းမချင်းမှာရက်တည်မယ်ဆိုရင်ကျွန်တော်ရဲ့ရည်ရွယ်ချက်ကစမ်းမြင်လို့ရတယ်ခင်ဗျားပါရည်ချက်လေလို့ပြောကြမှာဖယားသခင်ဘုန်းတော်ထင်ရှားဘူးကျွန်တော်ကြိုးစားလေးဘုန်းတော်မထင်ရှားလေးဖြစ်တတ်တယ်တခါလေကျွန်တော်ကြိုးစားပြီးဘုန်းတော်မထင်ရှားဘူးကြိုးစားလေးဘုန်းတော်မထင်ရှားလေးနောက်ပိုင်းစိတ်ကြတော့ငါဒီတော့ကြိုးစားတဲ့ဘုန်းတော်ဖြတ်ရှိမှမထင်တော့ဘူးဒီပတ်တွင်းမှာအမေရိကန်မှာရှိတဲ့ခေါင်းဆောင်တရားကျွန်တော်ဖုန်းဆက်တယ်ဘယ်လိုဆက်ဆရာတဲ့ကျွန်တော်အခုတလောဒုက္ခတာရောက်တယ်တဲ့ဘယ်လိုရောက်လဲဆိုတော့ဖခင်မရှိဘူးလို့ထင်သွားပြီတဲ့ဘာဖြစ်လို့လဲလို့ပြီးတော့ကျွန်တော်ဒီလောက်ဖြောင်းမတာတဲ့ဘာအကျိုးမှမရှိဘူးတဲ့ကျွန်တော်ဒီလောက်ဖြောင်းမတာဘာအကျိုးမှမရှိဘူးလို့ပြောခင်ဗျားဖြောင်းမတာဘယ်လိုလဲဆိုတော့ကျွန်တော်ကဘာပြမမလုပ်ဘူးတဲ့ဘာမှလည်းမလုပ်ဘူးတဲ့ဘယ်သူမှလည်းမထိခိုက်ဘူးတဲ့ဒါပေမဲ့ကျွန်တော်ဒုက္ခတာရောက်တယ်အဲ့တော့ဖခင်မရှိဘူးလို့မထင်သွားပြီတဲ့ကြည်စမ်းကျွန်တော်ဘယ်သူမှလည်းမထိခိုက်ဘူးမပြစ်မှားဘူးဒါပေမဲ့ဒုက္ခရောက်နေတာပဲဒုက္ခရောက်နေတာဖခင်မနာခံမချင်းရလေဒုက္ခမောရှိပြောတယ်ကျွန်တော်နာခံရင်တဲ့we will always prosper always တချင်မလေးဟမ်အစင်အမြင် prosper ဆိုတာမြန်မာလိုတော့ကောင်းစားလို့ခေါ်မလားငြိမ်သက်ခေါ်မလားနော်ကောင်းကြီးရောက်ခေါ်မလား prosper ဆို prosperity ဆိုပါလေယူပါယုံနဲ့တည်ဆုံတာပြောတာဘာအန်တယ်မှမရှိတဲ့အောင်ပြောတာအန်တယ်မှဘာအန်တယ်မှမရှိတဲ့နေရာမှာမြင်နေခွင့်ရကျွန်တော်အမြင်နဲ့ပြောတယ်လေနာခံတဲ့လူဟာအန်တယ်မရှိတဲ့လူတော်တဲ့လူဟာအန်တယ်အများဆုံးလူကြိုးစားတဲ့လူဟာအန်တယ်အများဆုံးလူဘာပြောလဲကျွန်တော်ကြိုးစားရင်မကြိုးစားတဲ့လူကထင်သေးပြီကျွန်တော်တော်ရင်မတော်တဲ့လူထင်သေးပြီအဲ့ဒါထင်သေးတဲ့စိတ်ဓာတ်ဟာကိုယ့်ရဲ့ရန်သူကြီးဆုံးနာခံတဲ့လူကြတော့ရန်သူမရှိတော့ဘူးတဲ့ဆရာရဲ့ရန်သူရှိပါတယ်တဲ့အဲ့ဒါချင်းပြောစမ်းကျွန်တော်မေးတော့ယောသက်ကတဲ့တအားနာခန္ဓာရန်သူတအားများတယ်ဒံယေလတအားနာခန္ဓာရန်သူတအားများတယ်ရန်သူများတာတော့ဟုတ်တယ်ဒါမဲ့သူ့ဘယ်ရန်သူမှမနိုင်ဘူးလေဒါဝိတအာနာခန္ဓာယန္တုတအားများတယ်ယန္တုမရှိတဲ့နေရာမှာမနေနဲ့ယန္တုမနိုင်တဲ့နေရာမှာနေကျွန်တော်ယတ္တိချက်ကယန္တုမရှိတဲ့နေရာမှာမနေနဲ့ယန္တုမနိုင်တဲ့နေရာမှာနေယန္တုဘလောက်ပဲများပါစေမနိုင်ရင်ပြီးပြီယန္တုနည်းနည်းပဲရှိပြီးတော့နိုင်သွားရင်ဘယ်လိုလုပ်မလဲရှောင်ရှားတဲ့ဘောမှာမနေနဲ့ယတ္တိချက်ကောင်းနေမယ်နော်မရှောင်နဲ့ဖြောင့်မချင်းနဲ့မတည့်ရတခါဖိလစ်ပိုင်သွားတာ1998မှာတခါသွားတယ်အဲ့မှာတောင်ပေါ်မှာနော်အစာရှောင်တဲ့လူတွေအားလုံးအဲ့မှာဘိုးချုပ်ကြီးလည်းပါတယ်ဆရာဝန်တွေလည်းပါတယ်တင်းဥစ္စာပါတယ်ကျွန်တော်သက်သေခံတယ်ခင်ဗျားမြန်မာနိုင်ငံမှာမှုတော်ဆောင်တာတအားခက်သလားကျွန်တော်94 95 96 99လေးနှစ်သွားမလားမှုတော်ဆောင်တာကယုံကြည်ခြင်းနဲ့တက်ရှင်လက်စားလည်းမစားတဲ့ခါတော့
都看要为对面都是那么对不的，所以过去可能嘛菲律宾嘛都得看到，都是这种没的，他们那边嘛那嘛，不知道在那嘛，不知道什么，都看要的啦，这样标的，都看到要，都看到开的都看到没有，开的来了，开的我，都看要了没有，嘛，比如没有的来了没有，我知道要你吃光的嘞，别嘛要的票嘛起码要的嘞，他们那边路票嘛那的嘞，知道标的。第讲什么有差的嘞，没事啊。这种不要去搞那看人票么的，这不要是搞那看票么的，说不要看那看不都妈妈提业务，提来人开的，你们是干嘛了？开的时候都阿讲的，这个会让我们的生活能力啦，小把我们提来开没的对呀，他比如说没有票么都提开，都讲我提开人开的，你们是干嘛了？票么都什么懂的了，都讲都懂了。我把我都讲都提开的，真的话都讲说对他们来，票嘛钱干的算哪里？他要是干那看人，票嘛钱干。菲律宾高档酒店们，他们票嘛钱有，票嘛钱干的说啊，不如干的嘞。真的那看的嘞，不如那看的说，那看的嘞，那看的说，表达那么嘞，那么嘞，对别比吧的，说真的话，那嘛别比了，菲律宾嘛，给好比。那么表面上说，嘛，当波嘛，我啥想当波嘛，他也这样对么走路，东啊里也别上了，嘛，给，真的会的嘛，表面上嘛得给阿龙，他们都姑送多呀，姑谁的嘛鱼起来，谁的嘛鱼起比了，呀我他们都看来，看没真的他们都来为了，手开没，手都也没参样，水没多来，好比的。西米，他们要在这要干，真的话水没，他们要收来嘛，说票嘛钱干，不对嘛收入没有，真的话不要跟是干那干，不对嘛收入没有了，对不对？收入没有了哈，真的话收开了，不老被压机不是收入没有，这他们要来压机的干价，真的话收没，是吧？对吧？可能干价的，这球太空干的，这球是不会干的。这就路基有干价的，这就路龄要输了干价的，真的，Are you ready？ 是不是 ？Ready 的，后边给，那开没那就干，这个大卫了，真的，青岛嘛，这种他搬弄的话，这个来过的路人来的路，这个摆过的路，到了摆过的路，干不了，受不来的，这个菲律宾人路干那么干得到，第二个都受不来了，第二个受的我被轮到了，第二个受的被轮到了，第二个我们看那个，我们凶那边的，凶的。ဒီလိုပဲဒီလိုကံပြီးတော့ဆွဲလိုက်တော့မခံနိုင်ဘူးနော်တိုင်ကိုင်နဲ့လည်းတိုင်နဲ့ရွေးတယ်ထိုင်ခွန်းနဲ့ထိုင်ခွန်းနဲ့ရွေးတယ်လူကန်နဲ့လူနဲ့ရွေးတယ်အကုန်လုံးဘယ်သူမှနော်ခိုင်တဲ့လူမရှိဘူးကဲကျွန်တော်တို့အားလုံးရှုံးနေတယ်ကဲခမရတဲ့ကျွန်တော်ပြောတယ်ဟုတ်ပြီကျွန်တော်အလှည့်တော့ဟုတ်ပြီကျွန်တော်အလှည့်ခမရကျွန်တော်ထုတ်ကျွန်တော်တိုင်လို့တော့ခိုင်လိုက်တိုင်ကိုင်တဲ့ခါမှာဒီလိုပြန်ခိုင်တယ်ဒီလိုခိုင်လိုက်တိုင်ဒီလိုခိုင်လိုက်ဒီလက်နဲ့မခံဘူးဒီလက်နဲ့တိုင်ကဲခရလို့ကျွန်တော်လှုပ်ခိုင်းစမ်းတရားကမှကျွန်တော်လှုပ်ခိုင်းလို့မရဘူးဆိုတော့အချုံးပေးတယ်ဟုတ်ပြီကျွန်တော်မေခုံးမေးမယ်ကျွန်တော်အားရှိလို့ခင်ဗျားတို့မနိုင်တာလားလို့ပြီးတော့မဟုတ်ဘူးလေဘာလို့တိုင်အားရှိလို့လေအေးဆိုတော့ကျွန်တော်အားရှိတဲ့တိုင်ကိုင်တော့မရှုံးဘူးလေဖယားသခင်ကိုကိုင်တယ်လို့ဘယ်သူရှုံးနိုင်မှာလို့သဘောပေါက်ပြီကျွန်တော်တို့ဒီလိုတစ်ခါမှမစင်စားဘူးဆိုတော့ခက်ခဲသောနေရာရောက်တဲ့လူခက်ခဲသောနိုင်ငံရောက်တဲ့လူခက်ခဲတဲ့မှုတော်ဆောင်တဲ့နေရာရောက်တဲ့လူဟာလှုပ်ချက်များရသွားပြီသူတို့ပြောပြတယ်ကျွန်တော်မြန်မာနိုင်ငံမှာလက်ဆာမယူဘဲနဲ့နော်သွားတဲ့ဒီလှုပ်ချက်ရသွားပြီခင်ဗျားတို့ဖိလစ်ပိုင်မှာဒီလှုပ်ချက်မရနိုင်ဘူးတရားတော်တော်မတိုင်ပါပြောဆိုကျွန်တော်လည်းဖိလစ်ပိုင်နိုင်ငံလာချင်လိုက်တာတဲ့ကျွန်တော်မိဘာပြောလဲမိတော့အဲ့ဒီလှုပ်ချက်ကိုရချင်တယ်တဲ့ကျွန်တော်ကပြောတယ်ဒီလှုပ်ချက်ဟာမြန်မာနိုင်ငံမှာရှိတာမဟုတ်ဘူးဖယားသခင်စကားနားထောင်တဲ့လူတွေဒီမှာရှိတာဒီလှုပ်ချက်မြန်မာနိုင်ငံမှာရှိတာမဟုတ်ဘူးဖယားသခင်စကားနားထောင်တဲ့လူတွေဒီမှာရှိတာအဲ့လူတယောက်ပြန်ပြီးတယ်ကျွန်တော်တို့လည်းဖယားသခင်စကားနားထောင်လို့ထင်တာပဲတဲ့အထင်မှတော့ရှိတာမဟုတ်ဘူးနော်တကယ်နားထောင်မယ်ဆိုဘယ်မှာနားထောင်မလဲလို့မေးတော့ကျွန်တော်ပြောတယ်ခင်ဗျားကြုံမဲ့နေရတဲ့အားလုံးကိုပတ်စံနဲ့မစင်စားနဲ့နာခံခြင်းနဲ့စင်စားခင်ဗျားဘဝမှာကြုံမဲ့ပြဿနာတွေအားလုံးကိုပတ်စံနဲ့မစင်စားနဲ့နာခံခြင်းနဲ့စင်စားအဲ့ဆိုလို့ချက်ရပြီဆိုကျွန်တော်တို့ကပတ်စံနဲ့စင်စားတာတအားကြသွားပြီ
Ludari ha, Pietanari Alongo, Passana Pissimo Sinsala Kerakama, the two Chemayaro. I don't tell Holakama like getting Yabi, County Yame, Balapasayam, Sudan. Generally, at the end of the man who was along and the Novale, County will pass never Sinsaro. We Miai, Sifi Miai, we told the Kela, we Miai, Lucy the Puppy. Na Kanjin Yama, Lucy the Chimera. We Miai, Lucy the Puppy, Na Kanjin Shima, Lucy the Chimera. So, the name you go to me, no. The new vision machine that chip on you go along match and the mate, General Kitchen, but General Batule, Lomida Kama. Ah, General, Korean Chede, Suraro, one again Chede, Suraro, getting Siabitalu Chedero, Congress Yamelo Chede Saruria, a poyant Archelone, Payata. The king of Duro always at Payata Chede. Kanyaba by the Lelumida Kama, Passan by them which Hantale in South Australia. Payata can I know by it. Janam Hapundi have Halkan and Hapundi. Number of Kanyaba Lomele, Mission Gilo me, Payajang Gilo me, they not Gilo me, as long as Gilo me, so I tell, now come me, Susakaloma. Keyboard, Janam Dore. Young Jiha, now can Tim machine. I am just see Dore, Janam Dore. Faith has no power if there is no obedience. Faith has no power if there is no obedience. Na kanchi machine yung di chiha ta ku ta ne. A do ni ta yung di lu ta le la. Ta le la. Ta yung di bi ta le lu ta mya le. Ba lo mana khan do ta ku a am shi do. Yung di chin kaung ni long yaw me lo a ma khan le lu a chat chin me a pyat do. Yung di chin ta a chi ye lu chat chin a pyat do. Yung di ta a chi ye lu ta yu sia lo bi lo mu do sang bi lo 3 နှစ်လောက်နဲ့တခါထွက်ပလိုက်ရော Last and then I love young player. Faith has little power if there is no obedience. Young Jihano, na Kanchimala was saying, power to just in body. Na Kanchin Shi, Young Jihia, top young dollar. Na Kanchin Shi, $900 top young dollar. Young Jihia, General Yeti Chia, $10,000. So na Kana is rather more she got die. So now, hundred and it again, how much in Bangovi? I don't see Mother Kanyanga Chama, no? How much in the hour sang a Kimodo to Rodi Ganji Yai, Waswa, Jujin Kayame. So, how much in the hour sang a Kimodo store, Nakana really. Nakaneluha, how much in the hour sang a Kimodo. So now come me saying, Waswa, Jukayame. So now, Sentinel Nakanelu, below T pillars or. Who we don't person bitching. Do Yama deal on my person bitching. Gunitin now. Mana Hanelu, Amiashima on the Chimel in the section. Ella na Hanjin Rubatable. Na Hanchilla, Saint Alone Daria Ballet, Kanguri Miai looking it. Mana Hanai hand died Amian. So Piaga, but they don't know Mana Kain, nothing no Nimpe me. Solo means you in. Because you have rejected my commission, I have rejected you. Man, think will Nimpe. Mana Halo Nimpe Kaya. I call him Manama, who you got with Machivala. Mana Halo Nimpe Kano Miabe. General Sao Padbude Hama, the King Dantoy and now Sunday Miao Pado. Mana Hanalu Yalo to Taplay Ravel. Midi Gauns Homus, Mana Hanalu to our Taplay. The Mana Hanalu is a chin of Play Ravel. So the America, Dollar America, Hotel Kumanya, Ida Kama, Hotel Masao, Hondo Dadu. El Hotel Simo Madras Sao, Daru Sao Dapado, Uyoba to Quiloma, the Yoma in Bayajip Keromare, Gauns on Chilla Melu, Drew Yula, the Yulu. Now, Soma. Barbarian Gayatore, Barbarians of Ballet, who Luyan Gayatore the council. But John Lelu Milgram, Barbarian Gay, Na Hanain, and Yatuta double Buchuki to Dare, Julius Yapidala. Na Hain, Yatuta Buchuki to Dare, and Buchukia shipping to Dollar. Mimi Winnie, Alo Maya, so Na Hando to her, Piamunga, and Shimmy Little.
哎啦，拍到二十五大家路路，25好点的苦没收到送票，苦没收送票了，真的没有对面把票嘞，没苦吧呢？25个为什么吧嘞？真的对嘞。25个龙坑那帮汤瓜牙些嘛，偷的少，那个嘛搞比那么细了，真的我别帮没人了，说苦没得多了，没有对面没苦吧呢？哎啦，什么路是多当几吧嘞？哎，好比多当没，真的数当没了，熬过10米了多当嘛。把皮的皮干嘛路嘞？25真的大拍的大ใจ的，ใจလုံးလို့အဲ့ဒါကြောင့်တဲ့大ใจ的တော့ခင်ဗျားစိတ်ဝင်စားလုံးလို့ကောင်းလိုက်တာတဲ့25ကျွန်တော်ယူချင်လိုက်တာယူလို့ရလားပြောခင်ဗျားလို့ချင်လိုက်လို့ချင်ပြောအများကြီးပေးမယ်တဲ့စောက်ဒီအများကြီးလူမယ်တဲ့ကျွန်တော်ဟာဝန်တာလိုက်တာကျွန်တော်ခိုးဖို့စဉ်းစားတာဖျားကြီးကိုသွားနာခံလိုက်တာအမျိုးသမီးကိုသွားနာခံလိုက်တော့အများကြီးရတယ်တဲ့။အိုးဒီမှာနိုင်ငံရောက်တဲ့ခါမှလည်းမှားပါတဲ့အလကားပုတ်ပေးမယ်တဲ့။အိုးနာခံချင်းကြောင့်အများကြီးရမယ်ခိုးခဲ့ရင်အများကြီးရမှာ။နာခံချင်းလို့ချင်ရသွားတာပေါ့။ဆိုတော့ကျွန်တော်ကဗာလေဇနီးတဲ့နာခံလည်းကောင်းကြည့်ရတယ်ခင်ပွန်းနာခံလည်းကောင်းကြည့်ရတယ်တင်းအောင်ဆရာနာခံလည်းကောင်းကြည့်ရတယ်တင်းတို့လူကြီးနာခံလည်းကောင်းကြည့်ရတယ်ကိုလက်ထောက်တင်းအောင်ဆရာနာခံလည်းကောင်းကြည့်ရတယ်ကိုအိမ်ဖော်စကားနာခံလည်းကောင်းကြည့်ရတယ်အိမ်ဖော်စကားနာခံလို့ကောင်းကြည့်ရတဲ့လူလည်းရှိတယ်ဘာလို့လဲကိုချုပ်ကြီးနာမသူ့ရဲ့အိမ်မှာထမင်းချက်တဲ့လူကသူ့ရဲ့အနုယောဂပြောင်းအောင်ပြောလိုက်တာသူနာခံလိုက်တော့အနုယောဂပြောက်သွားတယ်နာခံခြင်းလူ့ချက်အဲ့ဒီမှာကျွန်တော်ဖတ်တယ်ကိုချုပ်ကြီးနာမဟာတဲ့မာနထောင်ထားတဲ့လူဖြစ်တယ်ဂျော်ဒန်မြစ်မှာခုနှစ်ကြိမ်နစ်ဖို့တော့လုံးဝမနစ်ချင်ဘူးတဲ့ဒါပေမဲ့သူ့အိမ်ဖွားနေပြီးတော့နစ်ပါလားလို့ပြောတော့အိမ်ဖွားနာခံလိုက်တော့တဲ့အနုယောဂအလုံးပြောက်သွားလိုက်တယ်ရွှေငွေပေါင်းမြောက်များစွာနဲ့ဝယ်မယ်လို့ဆုံးဖြတ်ထားတဲ့ဟာနာခံချင်းနဲ့ရသွားတယ်ကဲဘိုလ်ချုပ်ကြီးတည်လာတဲ့ရွှေမြင်း9ကောင်နဲ့တည်တဲ့ဟာမြင်း9ကောင်နဲ့တည်တဲ့ရွှေတွေနဲ့ဝယ်မယ်လို့စဉ်းစားတဲ့ဟာကိုနာခံချင်းနဲ့ရသွားတယ်ဆိုဒီနေ့ကျွန်တော်အဲ့လို lead ချက်နော်ကျွန်တော်ဘုရားသမီးဖြစ်တယ်ဘုရားသခင်နိုင်ငံတော်မှာတက်ရှိခွင့်ရတယ်ဘုရားခင်စကားနာခံမယ်နံပါတ်3နံပါတ်နာခံချင်းတောင်ဖြောင်းမှချင်းတော့ကြမယ်နံပါတ်4ဖြစ်ပြီဆိုရင်နံပါတ်5မှာကျွန်တော်ရည်ရွယ်ချက်ဟာပါလေအဖေကိုအလိုတော်ကိုတွေ့ဖို့ to glorify God အဖေဘုန်းတော်ထင်ရှားဖို့ဆိုရင်နံပါတ်5ကိုနော်စဉ်းစားမယ် the purpose of my life is to glorify God ကျွန်တော်ဘဝရဲ့ယက်တိချက်ရဲ့ရည်ရွယ်ချက်အားလုံးဟာအဖေကိုဘုန်းတော်ထင်ရှားခိုင်းဖို့ to please my father ကျွန်တော်အဖေကိုနော်စိတ်တော်တွေ့ဖို့ဖြစ်တယ်ဆိုတော့ခံစားခွင့်ရတယ်ဒီ COVID-19 ကာလမှာမြန်မာနိုင်ငံမှာရှိတဲ့သူများဒီအောင်နားထောင်တော့သူများအားလုံးပေါ်တော့တန်ရှင်းတော်ဝင်တော်တကူတက်ရောက်ပါစေရောက်ရင်ဖျားရှင်ကောင်းချီးပေးပါစေအာမင်အာမင်အာမင်ဟာလေလုယာဆရာအထူးပဲခွန်အားရပါတယ်လို့ကျေးဇူးအများကြီးတင်တယ်ဒီနေ့များမိမှာအညူရှင်ပရိသတ်တွေတာမကပဲနဲ့ဒီဆရာရဲ့နှုတ်ကပတ်တော်ကိုနာခံတဲ့တာသမီရောင်းစတိုင်းအပေါ်မှာဘုရားကနာခံရတော့ခွင့်ပြီးတော့ဘုရားကနားလေရတော့ခွင့်ပြင်ဆင်ပေးမယ်လို့ကျွန်တော်ပြောလိုက်ပါတယ်နော်ပြီးတော့ကျွန်တော်တူတူလေး announcement page နဲ့လာမယ့်မှာ20 December လ25ရက်နေ့မတိုင် Christmas မတိုင်ခင်လာမယ့်ပတ်အတွင်းမှာကျွန်တော်တို့ဆရာသမားတွေကနေပြီးတော့ Christmas သတင်းကောင်း New Vision online sermon အစီအစဉ်ကနေပြီးတော့ Christmas သတင်းကောင်းဝင်ပြီးဖို့ရန်အစီအစဉ်ရှိပါတယ်တို့နော်အစီအစဉ်တိုင်းကိုကျွန်တော်တို့9နာရီညနေ9နာရီမှာပဲကျွန်တော်တို့ထုံပေးသွားမှာဖြစ်တယ်အဲ့ဒီထဲမှာကျွန်တော်ကိုယ်တိုင်လည်း Christmas သတင်းကောင်းဝင်သွားဖို့ရန်အတွက်လာမယ့်ပတ်အတွင်းမှာအစီအစဉ်ရှိပါတယ်နော်ပြီးတော့လည်းကျွန်တော်တို့စနေနေ့လာမယ့်ပတ်စနေနေ့မှာလည်းဆရာတော်တူးကြာကနေပြီးတော့ဟုတ်ကပတ်တော့ဝင်ပြီးဖို့ရအတွက်ဖိတ်ခေါ်ထားတာရှိပါတယ်လို့နော်ပြီးတော့ဆရာတော်ဥပဦးကိုလည်းကျွန်တော်တို့ပြန်ပြီးတော့သူနဲ့ပြန်ညှိပြီးတော့သူ့ရဲ့အချိန်ကိုယူပြီးတော့ကျွန်တော်တို့ Christmas သတင်းကောင်းတော်လကောင်း New Year သတင်းကောင်းတော်လကောင်းကိုပြန်ပြီးတော့ဝင်ပြီးသွားမှာဖြစ်တယ်ဆိုတာကိုဒီကနေပြီးတော့အနေငယ်သတင်းကောင်းပါလို့ပါတယ်လို့နော်အခုချိန်မှာဆိုရင်တော့ကျွန်တော်တို့အရောက်စုတိုင်းရဲ့တက်တာမှာစုတောင်းတင်ပြခြင်းတဲ့လူလည်းရှိမှာပါပဲဒါပေမဲ့ဒီကနေပြီးတော့ဆရာတော်ကနေပြီးတော့ပဲစုတောင်းကောင်းကြီးပေးခြင်းအဖြစ်ဒီကနေ့ရဲ့အစီအစဉ်ကိုအဆုံးသတ်သွားမှာဖြစ်ပါတယ်လို့ဆရာတော်ကိုစုတောင်းကောင်းကြီးပေးဖို့ရန်အတွက်အဆုံးသတ်ပေးဖို့ရန်အတွက်နာမအဖြစ်ကျွန်တော်ဖိတ်ခေါ်လိုပါတယ်နော်အာမင်အာမင်ကျွန်တော်ဆုတောင်းမယ်ကိုတော်ရှင်ဖဖခင်ဘုန်းတော်ထင်ရှားပါစေဒီနေ့ညလူဝိရှင်မှာတသက်ခံခွင့်ရတယ်နံပါတ်ကျွန်တော်ရဲ့ဖြစ်ချင်းကိုတသက်ခံတဲ့အခါမှာကောင်းကင်ရောက်ဖို့ဆိုလဲအရာနဲ့ကျွန်တော်တားတဲ့အတွက်ဖခင်သမီးဖြစ်တာကိုမိမိခိုင်းတဲ့နေရာတွေအားလုံးမှာ
ဒီနေ့ညမှာကိုတော့ကျွန်တော်ဘုရားသားသမီးဖြစ်တော်သူများရဲ့ဖြစ်ချင်းကျွန်တော် identity ကိုပေါ်ခွင့်ပြီးတော်မူပါကျွန်တော်ပိုင်ဆိုင်ထားသောကောင်းကင်နိုင်ငံတော်ကြီးကိုလည်းအဝေးမှာသွားထားမိခြင်းရှေ့မှာသွားပို့ပြီးတော့မရောက်သေးတဲ့လူမြောက်များဆိုလည်းဒီနေ့ရောက်ရှိပြီးတော့မှတ်ပုံတင်ပိုင်ဆိုင်နိုင်ခွင့်ရပါစေနံပါတ်3ကျွန်တော်အမေလုပ်ငန်းတွေမှာကြီးမားသောစီမံကိန်းများစွာလုပ်ပြီးတော့နာခံခြင်းကိုမြင့်ကြံခဲ့တော်သူများရှိပါကဒီညမှာနာခံခြင်းနဲ့စတင်ခွင့်ရပါစေဒီနေ့နာခံခြင်းအမောရှိရဲ့တတိခံတဲ့အတိုင်းရကနာခံတဲ့တပြန်လည်းကျွန်တော်ပိုင်ဆိုင်တာဖြောင့်မခြင်းပိုင်သွားပြီတဲ့ဖြောင့်မခြင်းမှာယက်တည်ခွင့်ရပါစေနောက်ဆုံးမှာတော့ကိုတော့အဖေရဲ့ဘုံတော်ထင်ရှားဖို့အဖြစ်လို့တော့တွေ့နိုင်ဖို့ရတဲ့အားလုံးကျွန်တော်တို့ဒီနေ့ COVID-19 ကမြန်မာနိုင်ငံလုံးကောင်းချီးပေးခွင့်ရပါစေထာဝရဘုရားကြီးမားလာသောချစ်ချင်းမေတ္တာတာတော်သခင်ခရစ်တော်ယေရှုခရစ်နာတော်တန်ရှင်တော်ဝိညာဉ်မေတ္တာရဖွဲ့ခြင်းနဲ့လမ်းပြပို့ဆောင်ခြင်းလုံးစုံတို့သည်အရောက်တိုင်းပေါ်လဲဆက်လက်၍တည်ရှိတည်နေပါစေသောအာမင်